အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒါပါဒီနေ့မှတော့ mobile ကြီးထဲမှာပြောင်းလဲသွားတဲ့ hero adjustment နဲ့ item တွေရဲ့ adjustment တွေကိုပြောပြပေးတော့ပါမယ်ပထမဆုံးသိတာပြောင်းလဲခံနိုင်ရတော့ flare ပါ flare rebrand လုပ်ခံလိုက်ရပြီးတော့ scale တွေရော passive တွေပါပြောင်းလဲသွားပါတယ် passive ကတော့အရင်လို enemy ကို basic အထက်နဲ့ချမှာ energy လုံးပြင်နေတာမဟုတ်ဘဲနဲ့သူ့ဘက်ဆိုလည်းပြတ်သိမ်းလာမှာဖြစ်ပါတယ် scale ကတော့အရင်လို stamp ပေးတဲ့ effect မဟုတ်ဘဲနဲ့ label မြောက်တဲ့ effect ကိုပြောင်းလဲသွားပါတယ် scale ကတော့အရင်လို3ခါတိုးတဲ့ label မြောက်တဲ့ effect ကိုဖြုတ်လိုက်ပါတယ်ultimate တော့အရင်လိုပုံစံပြောင်းတော့မျိုးမဟုတ်ပဲချိန်ထားနေအောင်ခိုးလဲပြီးတော့ပုံစံပြောင်းလဲမှာဖြစ်ပါတယ်နောက်တဲ့ hero တကောတော့ Bemo ပါ Bemo နဲ့ rebrand လုပ်ခက်လိုက်ရပေမဲ့ scale တွေတော့မပြောင်းလဲတော့ပါဘူး scale 1လွှဲရင်ပေါ့ scale 1နဲ့ enemy hero တကောင်ဝင်တက်လိုက်မယ်ဆိုရင်enemy hero ရဲ့ physical defense 40% ကို30ကြာချွတ်ချလိုက်မှာဖြစ်ပါတယ် dry လို့ scale 2နဲ့ခက်စစ်တင်လို့ပဲပြောအောင်ပေါ့ဒါပေမဲ့ dry လို့ scale က quick တွေပေါ်သုံးလို့ရပေမဲ့ Bemo ကတော့ quick တွေပေါ်သုံးလို့မရပါဘူးနောက်တဲ့ hero တကောင်တော့ Hider ပါ Hider ကတော့ passive နဲ့ scale 1ကိုနေရာချင်းလဲလိုက်တာဖြစ်ပါတယ် passive မှာချီတဲ့ချိုးလုံးဝင်ချီရတဲ့ effect ကို scale 1ကိုပြောင်းလိုက်ပြီးတော့ scale 1မှာချီတဲ့ unchain basic အထက်ကို passive ကိုပြောင်းလိုက်တာပဲဖြစ်ပါတယ်ဒါအပြင် scale 2 3ချက်မြောက်အထက်ရဲ့ force ရင်းနဲ့ချွတ်ချပေးထားပါတယ် ultimate ရဲ့ passive နဲ့ထိမှတ်မှုနှုန်းလည်းတိုးမြင့်ပေးထားပါတယ်နောက် hero တကောင်တော့ Xayah ပါ Xayah passive ကဘာတွေပြောင်းလဲတော့တာမသိတာကြောင့်မလို့ကိုယ့်ကိုယ်ပဲဖတ်ကြည့်လိုက်ပါ skill 1ရဲ့လွှဲကိုတိုးပြီးတော့ mana ကိုတော့ချွတ်ချပေးထားပါတယ် skill 2ရဲ့ immobility ကြာချေကိုချွတ်ချထားပြီးတော့ skill ရဲ့လွှဲကိုတိုးထားတဲ့အပြင် unchain ဖြစ်နေတဲ့ skill ရဲ့လွှဲကိုပါချွတ်ချထားပါတယ် ultimate ရဲ့ area ကိုတိုးပေးထားပြီးတော့ unchain ဖြစ်နေတဲ့ area ကိုတော့ချွတ်ချထားပါတယ်အနည်းချုပ်လိုက်တော့ Xayah ရဲ့ skill area ကို unchain ဖြစ်နေတဲ့ skill area နဲ့တူအောင်လုပ်လိုက်တာပဲဖြစ်ပါတယ်နောက် hero တကောင်တော့ Minotaur ပါ Minotaur ရဲ့ passive နဲ့ skill 2ကို level လုပ်လိုက်ပါတယ် passive ကတော့ skill 2ရဲ့30ကြာ motivate ဖြစ်သွားပြီးတော့အဲ့လိုဖြစ်နေတဲ့သူ damage ခရတဲ့တွေးပြတ်နေပါတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာတော့သူ့တဲ့တော့နှစ်ဆဖြစ်သွားပါတယ် skill 2ကတော့ကိုနောက်မှချီတဲ့တွေးနေဆို hero တကောင်ပဲတွေးပြတ်ဖြစ်ပြီးမှဖြစ်ပါတယ်အဲ့လိုဖြစ်နေချိန်မှာတော့ hero အောက်လောက်တွေးပြတ်ဖြစ်ပြီးပါတယ် ultimate တော့ slow effect ကိုတိုးထားပြီးတော့ label မြောက်တဲ့ကြာချေကိုတော့ချွတ်ချထားပါတယ်နောက် hero တကောင်တော့ Atlas ပါ Atlas ရဲ့ passive ကိုတိုးထားပြီးတော့ magic နဲ့ physical defense ဘူးကိုလည်းတွေးလိုက်ရမှာဖြစ်ပါတယ် skill 2ရဲ့ပေါက်ကွဲတဲ့ area ကိုတိုးထားပြီးတော့ stand ကြာချေကိုတော့ချွတ်ချထားပါတယ်ဒါအပြင် ultimate ရဲ့ area ကိုလည်းထက်ချွတ်ချထားပါတယ်နောက် hero တကောင်တော့ Benedetta ပါ Benedetta ကဓာတ်ကိုချလို့တာပုံမြန်လာပြီးတော့ချလို့နေတဲ့တော့အတွင်းကိုထုတ်ပြီးခိုင်းမယ်ဆိုရင်ချ energy ကမပြတ်တော့ဘဲရှိနေမှာဖြစ်ပါတယ်နောက် hero တကောင်တော့ Mate ပါ Mate ရဲ့ passive step ပြီးသွားမယ်ဆိုရင်ရမယ့်ဘုံနဲ့အထက်ကိုတိုးပေးထားပါတယ် ultimate ကတော့ early damage ကိုချွတ်ချထားပြီးတော့ legacy damage ကိုတိုးပေးထားတဲ့အပြင် ultimate အမှတ်ကိုလည်းတိတောင်ဖော်ပြပေးနေမှာဖြစ်ပါတယ်နောက် hero တကောင်တော့ Harley ပါ Harley ရဲ့ skill 2ခုတော့ကိုချွတ်ချထားပြီးတော့အုတ်ထုံနေရပြန်သွားလိုက်ရင် movement speed ဘူးလည်းရမှာဖြစ်ပါတယ်ultimate ချိန်ထားတဲ့ enemy ကိုထိမှဖြစ်ပြီး force swing ကြချေကိုချွတ်ချထားတဲ့အပြင် enemy ရဲ့ slow effect ကိုတိုးပေးထားပါတယ် farming ကတော့ skill 2 mana ကိုချွတ်ချထားပြီးတော့ ultimate force swing effect ကိုဖြုတ်ထားပါတယ်ချန်ငယ်ကတော့ skill 1ခုတော့ကိုချွတ်ချထားပြီးတော့ skill 2မှာပါတဲ့ physical attack ကိုဖြုတ်ထားပါတယ် OCD ကတော့ physical attack 3တော့ကိုချွတ်ချထားပြီးတော့ ultimate 3လေးချေ attack speed 30% ကိုရမှာဖြစ်ပါတယ်အလူကတော့ passive နဲ့ skill 1ရဲ့ physical attack ဘုံနဲ့ကိုချွတ်ချထားပါတယ်ဒီဆက်ကြီးကတော့ skill 1ရဲ့ကိုထုတ် immunity ကြာချေကိုချွတ်ချထားပြီးတော့ ultimate ရဲ့ map page ကြာချေကိုလည်းချွတ်ချထားပါတယ်အလောကတော့ skill 2ရဲ့ damage ကိုချွတ်ချထားပါတယ် CC ကတော့ passive step ပြန်ကြားတဲ့ကြာချေကိုချွတ်ချထားပါတယ်နေတဲ့ကတော့ passive ရဲ့ magic power ဘုံနဲ့ attack effect ကိုချွတ်ချထားပြီးတော့ integrate set တစ်ခုချင်းစီရဲ့ attack speed ဘူးကိုတိုးထားပြီးတော့ movement speed ဘူးကိုတော့ချွတ်ချထားပါတယ် skill 1နဲ့ 2ရဲ့ magic power ဘုံနဲ့လည်းထပ်ချွတ်ချထားပါတယ်Elite ကတော့ ultimate ရဲ့ damage ကိုချွတ်ချထားပါတယ်ကဲ hero adjustment နဲ့ပြီးပြီဆိုတော့ item adjustment စီတွားလိုက်ရအောင်ပထမဆုံး item ကတော့ dominant ice ပါ dominant ice ရဲ့ damage ထိခဲ့ရရင် attack speed ချွတ်ချပေးတဲ့ effect ကိုဖြုတ်ထားပြီးတော့ကိုနောက်မှချီ hero ရဲ့ physical နဲ့ magic defense ကိုတိုးပေးတဲ့ effect ကိုထည့်ပေးထားပါတယ်နောက် item တစ်ခုကတော့ guardian helmet ပါ guardian helmet ရဲ့ damage ထိနေချေတွေးပြတဲ့ effect ကိုဖြုတ်ထားပြီးတော့ damage 900အထက်ပိုထိတဲ့ 8 damage ကိုတွေးလိုက်ပြန်ချွတ်ချတဲ့ effect ကိုထည့်ပေးထားပါတယ်နောက် item ကတော့အသစ်ဆက်ဆက်ဖြစ်တဲ့ chest type 4တွင်ပါ chest type 4တွင်ကတော့ damage ထိခဲ့ရတဲ့ attack speed ကို20စက္ကန့်ကြာ 85% ချွတ်ချပေးတဲ့ item ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ twilight armor ပါ twilight armor တော့ mobility ကနေလောဖယ်ရှားခံရတဲ့ item ဖြစ်ပါတယ်ကဲ twilight armor ကို rest in peace လုပ်ပြီးရင်ဒီ video လေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်နောက်ပြီးတော့ပြန်တွေ့ကြမယ်ကောင်းသောနေ့လေးပတ်စံနေကြပါစေNaga learn to say the day, yeah, yeah. Look, I say no low, I'm a gay, yeah, yeah.